လူတွေဟာဘာသာမရွေးကမ္မဋ္ဌာန်းဌာနတွေတောက်ရောက်ပြီးတော့ကမ္မဋ္ဌာန်းအားထုတ်ကြတယ်သို့တော့ကမ္မဋ္ဌာန်းအလုပ်အားထုတ်ရာ၌မူရည်ရွယ်ချက်အမျိုးမျိုးရှိကြတချို့ကစိတ်ဖိစီးမှုတန်လျှော့ချပြီးစိတ်ငြိမ်းချမ်းမှုရရန်ရည်ရွယ်ချက်ထားကြတယ်တချို့ကတန္တရာဝဆင်းရမှလွတ်ကင်းရမှဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ရည်တန်ကြတာဖြစ်တယ်ကမ္မဋ္ဌာန်းဆိုတာဘာဝနာလုပ်ငန်းရဲ့ဥတ္တိယအာယုံသို့မဟုတ်ဘာဝနာလုပ်ငန်းရဲ့လုပ်ငန်းစဉ်လို့အဓိပ္ပာယ်ရတယ်ကမ္မဋ္ဌာန်းကသမထနဲ့ဝိပဿနာလို့နှစ်မျိုးရှိတယ်ကမ္မဋ္ဌာန်းအထုတ်သူတိုင်းဒီနှစ်မျိုးကိုကွဲကွဲပြားပြားသိထားဖို့လိုတယ်သို့မှသာမိမိတို့အထုတ်နေတဲ့ကမ္မဋ္ဌာန်းဟာသမထလားဝိပဿနာလားဆိုတာခွဲခြားသိနိုင်မှာဖြစ်တယ်သမထဆိုတာဘာလဲလို့မေးရင်သမထဆိုတာကာမိဆန္ဒစတဲ့စัญญံဘတ်တရားများကိုငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့တရားလို့အဓိပ္ပာယ်ရတယ်စိတ်လှုပ်ရှားမှုစိတ်ဖိစီးမှုကိုငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့တမာတိတရားဟာသမထပဲဖြစ်တယ်လူတွေရဲ့စိတ်ရအာယုံနဲ့တွေ့ရင်လှုပ်ရှားရောက်ရခတ်မှုတွေဖြစ်တယ်စဉ်းစားကြည့်ဖို့အာယုံနဲ့တွေ့လို့လောဘဖြစ်ရင်လည်းပဲစိတ်လှုပ်ရှားတာပဲရောက်ရခတ်တာပဲဒေါသဖြစ်ရင်လည်းပဲရောက်ရခတ်တာပဲမောဟဖြစ်ရင်လည်းပဲတွေ့ဝေးပြီးတော့ရောက်ရခတ်တာပဲဒီလိုစိတ်ရောက်ရခတ်မှုမျိုးတွေကိုငြိမ်သက်ပျောက်ကင်းစေနိုင်တဲ့ကမ္မဋ္ဌာန်းအကျင့်ကိုသမထလို့ခေါ်ပါတယ်ဒါအပြင်ဆိုပါသမထအကျင့်ဖြင့်ရရှိတဲ့တမာတိဆွမ်းအားဟာလည်းရောက်ရခတ်တဲ့စိတ်အခြေအနေများကိုပျောက်ကင်းစေနိုင်သည့်အတွက်တကယ့်သမထဖြစ်တယ်ဒါကြောင့်ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့တမာတိနှမျိုးလုံးကိုပဲသမထလို့ခေါ်ရမှာဖြစ်တယ်ဒီသမထဟာဖြစ်ပေါ်စေရမယ်ဘာဝေတ္တပတရားကျင့်ရမယ်တရားဖြစ်တယ်မငြိမ်မသက်ရောက်ရခတ်နေတဲ့စိတ်ကလေးငြိမ်သက်သွားအောင်သမထကိုကျင့်ရမယ်စိတ်ကလေးမငြိမ်သက်ရင်ဖြစ်စေထူးခြားတဲ့အမြင်မရှိရင်ဖြစ်စေနိဗ္ဗာန်ကိုမရောက်နိုင်ဘူးသမထအာယုံကများသောအားဖြင့်ပညာဖြစ်တယ်ပညာဆိုတာလူအများစုကတတ်မှတ်ပြီးတော့အရှိအနေနဲ့လက်ခံထားတဲ့အရာသာဖြစ်တယ်အမှန်တကယ်ရှိတဲ့အရာမဟုတ်ဘူးဥပမာလူတွေကဒါဖြူလို့တတ်မှတ်ရင်အဖြူပဲအနီးလို့တတ်မှတ်ရင်အနီးအဝါလို့တတ်မှတ်ရင်အဝါဖြစ်တယ်ဒါတွေကအတည်အမြင်အယူအဆမြတ်တာဖြစ်တယ်ဒီလိုအတည်အမြင်မြတ်တာဖြစ်တဲ့ပညာအယုံပေါ်မှာစိတ်ကိုစုစည်းပြီးတော့တည်ငြိမ်အောင်လုပ်တာဖြစ်တယ်ဓမ္မထကျင့်စဉ်အများအပြည့်ပညာအယုံတွေမှာအခြေပြုတာဖြစ်တော်လဲဗုဒ္ဓနုတ္တိတို့လိုစတုဓာတုဝဝဒ္ဒဓာကြီးလေးပါးခွဲခြားခြင်းတို့လိုတဘာဝအာယုံပရမတ်အာယုံတွေပေါ်မှာလည်းပဲအခြေပြုတာမျိုးလည်းရှိသေးတယ်ဓမ္မနာကျင့်စဉ်နဲ့ရရှိလာတဲ့တမာတိဟာဥပ္ပစာရတမာတိဇံရဂနိအဆင့်နဲ့အပ္ပနာတမာတိဇံရပြီးအဆင့်လို့နှစ်မျိုးရှိတယ်အပ္ပနာတမာတိတိုင်အောင်ရစေနိုင်တဲ့ပညာအယုံပေါင်းက28မျိုးရှိတယ်ဓမ္မနာကျင့်စဉ်ကိုကျင့်မယ်ဆိုရင်ပညာအယုံတစ်ခုခုမှာအခြေပြုရတယ်မြေရည်လေမီးဆိုတဲ့ဓာကြီးလေးပါးနဲ့ဆက်တဲ့ပညာပေါ်မှာအခြေပြုလို့ရတယ်ညှိုးရွှေနေဖြူဆိုတဲ့အယောင်ပညာမှလည်းအခြေပြုလို့ရတယ်အာကာသလို့ခေါ်တဲ့လာပြင်ပေါ်မှာအခြေပြုလို့လည်းရတယ်ဒီအယုံတွေကိုကတိုင်းလို့ခေါ်တယ်အဲ့ဒီကတိုင်းအယုံတွေမှာလည်းပဲအခြေပြုပြီးတော့သမထကျင့်စဉ်ကိုကျင့်လို့ရတယ်ဓမ္မမဟုတ်သမထကျင့်တဲ့အခါထွက်လေဝင်လေဆိုတဲ့အာနာပါနပညာကိုအာယုံပြုလို့ရတယ်လူတိုင်းဟာ24နာရီစဉ်ဆက်မပြတ်အသက်ရှူနေကြတယ်ဒီလိုရှူထုတ်တွင်းထုတ်နေတဲ့လေကိုပဲအခြေပြုပြီးတော့တမာတိဖြစ်ပေါ်အောင်ကြိုးစားရတယ်ဖေရဂုဏတော်ကိုပွားပြီးတော့တမထကျင့်စဉ်ကိုကျင့်လို့မရဘူးလားမေးရင်ရပါတယ်လို့ဖြေရမှာပါသို့တော့ဖေရဂုဏတော်မှာအခြေပြုပြီးရတဲ့တမာတိကဇံအထိအပ္ပနာတမာတိအထိမရောက်ဘူးဘာကြောင့်မရောက်တယ်လဲဆိုရင်ဖေရဂုဏတော်ကအလွန်လေးနက်တယ်ပရမတ္ထအာယုံဖြစ်တယ်ဒါကြောင့်ဖေရဂုဏတော်ကိုအခြေပြုတဲ့တမာတိဟာဇံအဆင့်အထိမရောက်ဘူးလို့ပြောတာဘုရားဂုဏတော်ကိုသမထကျင့်စဉ်အရကျင့်မယ်ဆိုရင်ဂုဏတော်ရဲ့အနတ်အဓိပ္ပာယ်ကိုနားလည်ရမယ်ဥပမာအရဟံဆိုရင်ကိလေသာခတ်သိမ်းကိုဖယ်ရှားပြီးသောမြတ်စွာဘုရားလို့အာရုံပြုရပို့ပြီးတော့အဓိပ္ပာယ်ထင်ရှားအောင်နှိုင်းယှဉ်ပြီးတော့စဉ်းစားရမယ်ဩငါမှာလောဘဆိုတာရှိတယ်ဒေါသဆိုတာလည်းရှိတယ်မောဟဆိုတာလည်းရှိတယ်မာနဆိုတာလည်းရှိတယ်ဒီ
မြတ်စွာဘုရားမှာလောဘဆိုတာလည်းမရှိဘူးဒေါသဆိုတာလည်းမရှိဘူးမောဟဆိုတာလည်းမရှိဘူးမာနဆိုတာလည်းမရှိဘူးကိလေသာမှန်သမျှလုံးဝကင်းစင်နေပါကလားလို့ဒီလိုရှင်ကြည့်ပြီးတော့နှလုံးသွင်းရင်အရဟံရဲ့အတိပ္ပယ်ဟာပိုးပြီးတော့ပေါ်လွင်ထင်ရှားနိုင်တယ်မိမိရဲ့စိတ်အစဉ်ဟာဘုရားဂုဏ်တော်တဲ့နှစ်ဝင်နေရမယ်ဓမ္မတာဗုဒ္ဓနှုတ်တတိကမ္မထံဖြစ်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဂုဏ်တော်ကိုရိုးပြီးဗတိလုံးချနေလို့ဗတိရဲ့ပေါ်စိတ်ရောက်နေပြီးတော့ဘုရားဂုဏ်တော်ပေါ်စိတ်မရောက်ဘူးဆိုရင်ဗုဒ္ဓနှုတ်တတိလို့ပြောလို့ရမှာမဟုတ်ဘူးဘုရားရဲ့တကယ်ဂုဏ်အရေးအသွေးတွေပေါ်အာယုံရောက်မှဝမ်းမြောက်မှုပါမောက်စကျင့်တဲ့နှစ်သိမ့်မှုပီတိဆိုတာဖြစ်လာနိုင်တယ်တမထကျင့်စဉ်ကိုစနစ်တကျကျင့်ကျင်တယ်ဆိုရင်ကတိုင်းကိုအာယုံပြုရမှာလားထွက်လေဝင်လေကိုအာယုံပြုရမှာလားတခုခုကိုရွေးရမယ်တမထပဲဖြစ်ဖြစ်ဝိပဿနာပဲဖြစ်ဖြစ်ကမ္မရာအားထုတ်တော့မယ်ဆိုရင်ပထမဆုံးကိုကျင့်တရားဖြူစင်အောင်သီလစောင့်တည်တဲ့တယ်ကိုကျင့်သီလမရှိတဲ့ပုဂ္ဂိုလ်မှာစိတ်ကိုကမ္မရာအာယုံနဲ့ထားဖို့ကြိုးစားတာနဲ့တပြိုင်နက်အတိတ်ကအာယုံပုံရိပ်အနောက်ရှက်တွေမဝင်လာရအောင်ကိုကျင့်သီလကိုစောင့်တည်ပြီးတော့ကိုကျင့်သီလကိုဆင်ခြင်ပြီးဝမ်းမြောက်မှုစိတ်ကြည်နူးမှုကိုဖြစ်စေရမယ်သီလအဝိပရိဒါရယသီလဆိုတာစိတ်နှလုံးရွှင်ကြည်မှုကိုဖြစ်စေရန်အတွက်ဖြစ်တယ်စိတ်နှလုံးရွှင်ကြည်မှပါမောက်စားဆိုတဲ့ဝမ်းမြောက်မှုဖြစ်နိုင်တယ်ဝမ်းမြောက်မှုဖြစ်မှနှစ်သက်ကြည်နူးမှုပီတိဖြစ်နိုင်တယ်ပီတိဖြစ်မှကိုယ်စိတ်ငြိမ်းချမ်းမှုပတ္တတိဖြစ်နိုင်တယ်ပတ္တတိဖြစ်မှကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဒုက္ခဖြစ်နိုင်တယ်ဒုက္ခဖြစ်မှစိတ်တည်ငြိမ်မှုစိတ်တည်ငြိမ်မှုတမာတိဖြစ်နိုင်တယ်တမာတိဖြစ်မှယထာဘုဒ္ဓညာနာခေါ်တဲ့အမှန်တိုင်းသိတဲ့ဉာဏ်ဖြစ်နိုင်တယ်ဒါကြောင့်ကိုကျင့်သီလကိုရှေ့ဥစွာစင်ကြယ်အောင်စောင့်တည်ရခြင်းဖြစ်တယ်လူဝဲကြောင့်ဖြစ်လျင်ငါးပါးသီလကိုဓမ္မန်စောင့်တည်ရမယ်ပြီးရင်ကိုယ်သီလကိုဆင်ခြင်လိုက်အခုချိန်မှစပြီးတော့ဘယ်တတ္တဝါကိုမှငါမတတ်ဘူးသူတစ်ပါးတတ်ကိုတက်ပြတ်ခြင်းမှရှောင်ခြင်းနဲ့ဒီသီလနဲ့ငါပြည့်စုံနေတယ်လို့စဉ်းစားလိုက်စိတ်ကြည်နူးမှုရလာနိုင်တယ်သူတစ်ပါးဥစ္စာကိုငါမခိုးဘူးငါမှဒီသီလလည်းပဲစင်ကြယ်တယ်သူတစ်ပါးသားမယားပေါ်မပြင်းပါဘူးလိမ့်လေလေဗျာမှုသားစကားကိုလည်းပဲငါမပြောဘူးမှန်တာကိုသာပြောတယ်တရေတရက်ဘီယာကစငါမတော့ဘူးရှောင်းတယ်ဒီလိုကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့ကိုယ်သီလကိုတွေးလိုက်ရင်စိတ်ထဲကြည်နူးမှုတွေဖြစ်လာနိုင်တယ်အဲဒီလိုကြည်နူးတဲ့စိတ်ကလေးကိုတမထအာယုံပေါ်တင်ပေးလိုက်ရင်တမာတိမြန်မြန်ရလာနိုင်တယ်အဲဒီလိုမဟုတ်ဘဲနဲ့ကိုကျင့်သီလမစင်ကြယ်ဘဲနဲ့ကမ္မရာအားထုတ်ဖို့ကြိုးစားရင်ကိုကျင့်သီလပြပြမှုကိုခြေခံပြီးတော့ဖြစ်ပေါ်လာတတ်တဲ့အတိတ်ကပုံရိပ်ကြီးတွေတိုးဝင်လာလို့စိတ်တွေဟာကဏမငြိမ်ဖြစ်တတ်တယ်စိတ်ကဏမငြိမ်ခြင်းဆိုတဲ့ဥဒိစ္စတရားလွမ်းမိုးထားလို့ရှိရင်တမာတိဟာဘယ်လို့မှမရနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကသီလအဝိပရိဒါရယကိုကျင့်သီလဟာစိတ်နှလုံးကြည်သာဖို့အတွက်လုပ်ရတယ်တဲ့စိတ်နှလုံးကြည်သာဖို့ဆိုတာသိရေးကြည့်တယ်ပေါ့မြတ်စွာဘုရားကတမ္မရကျင့်စဉ်ဖြစ်ဖြစ်ဝိပဿနာကျင့်စဉ်ဖြစ်ဖြစ်ကျင့်တော်မယ်ဆိုရင်ကိုကျင့်တရားပေါ်မှာယက်တည်နိုင်အောင်ကြိုးစားပါတဲ့ရဟန်းတော်တွေဆိုလို့ရှိရင်29သွဲတော်တိက္ခဗုဒ္ဓကိုပြန်ပြီးမာယွင်ယွင်ကျူးလွန်ဖောက်ဖျက်မိတဲ့တိက္ခဗုဒ္ဓမရှိစေရဘဲနဲ့ကိုကျင့်သီလဖြူစင်အောင်ကြိုးစားရမယ်ပြီးမှကိုကျင့်သီလကိုအာယုံပြုပြီးတော့စိတ်ကြည်နူးမှုဖြစ်တော့မှအဲ့ဒီကြည်နူးမှုကိုအခြေခံပြီးတော့ဓမ္မတအာယုံတစ်ခုခုကိုတည်သွားရမယ်တဲ့အဲ့ဒါကြောင့်ရှေးဥစွာလုံးတဲ့လှုပ်ထိုက်တာတွေမလုပ်ဘဲနဲ့ချက်ချင်းကောက်ကငင်္ဂကမ္မဋ္ဌာန်းထိုင်လိုက်မယ်ဆိုရင်အောင်မြင်မှုဆိုတာမရလွယ်ဘူးပေါ့ဒီပြင်ဟာမပြောနဲ့ဓမင်းချရင်တောင်ပြင်ရမယ်မဟုတ်ဘူးလားတစ်ပင်ဓမင်းရဲ့မျိုးစေ့လေးချရင်တောင်စိုက်ပြရမယ့်နေရာကိုပြင်ရတယ်ဆင်ရတယ်မြေတန့်ရှင်းမှုလုပ်ရတယ်ရှေးဥစွာလုပ်ရမယ့်အလုပ်တွေလုပ်ကိုလုပ်ရတယ်အခုလည်းပဲတရားထုတ်တော့မယ်ဆိုရင်ကိုယ်လက်တန့်စင်ဒါကအစကိုကျင့်တရားတန့်ရှင်းတာအထိကိုတန်ရှင်းရဲတွေအလုံးလုပ်ပြီးတဲ့နောက်ကိုကျင့်တရားပေါ်မှာအာယုံပြုပြီးတော့စိတ်ကလေးကြည်နူးလာတဲ့အခါမှာအလုပ်ကိုစတင်ရမယ်အဲ့ဒီအချိန်မှာဈာကအနောက်ရှက်တွေပေါ်လာလို့ရှိရင်ခံနိုင်ရရှိအောင်ဘာလို့ရတော့ဆိုရင်ကိုဖះကိုစွန့်လူထားပါတဲ့
ဒါကတက္ကရာဆရာတို့ရဲ့အကြံပေးတဲ့စကားတစ်ခုအန္တရာယ်တစ်ခုကြုံလာတဲ့အခါလူကကြောက်တတ်တယ်ကြောက်လာတဲ့အခါကိုလှုပ်တဲ့လုပ်ငန်းတစ်ခုဟာမအောင်မမြင်ဖြစ်လာတတ်တယ်မစွန်စားရဘူးအဲ့ဒီလိုမဖြစ်အောင်ကိုယ်ခန္ဓာကိုယ်ကြီးကိုဖျားလူလိုက်တယ်လူထားသည့်အတွက်ကြောင့်တစုံတစ်ခုအန္တရာယ်ရှိလဲငါခန္ဓာဖျားလူထားတာပဲလို့တွေးလို့ရတယ်ဒါဆိုရင်ရဲတင်းတဲ့စိတ်တွေကိုယ်တန်တန်မှရတယ်စိတ်ဆိုတာဒီလိုတွေးရင်တစ်မျိုးဖြစ်တယ်ဟိုလိုတွေးရင်တစ်မျိုးဖြစ်တယ်မှန်ကန်တဲ့အတွေးတွေတွေးပြီးတော့စိတ်အားတွေပြန်ဖြည့်ပေးရတယ်လို့ဒီလိုပြောတာနော်နောက်ပြီးကမ္မဋ္ဌာန်းထိုင်ဖို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စတစ်ခုကဘာလို့ဆိုရင်တခါတည်းနှုတ်မဆောင်စီးပဲနဲ့သူတော်ကောင်းတွေကိုပြင်မမိတာမျိုးဆွဆွဲမိတာမျိုးဖြစ်တတ်သေးတယ်အဲ့ဒီလိုမျိုးဖြစ်ခဲ့ရင်ဒါကြီးကအနောက်အရှက်ဖြစ်တတ်တယ်အကယ်၍များသူတော်ကောင်းတွေကိုဆွဆွဲမိရင်ဝင်ချပါတဲ့ကြော့ပါတဲ့ပေါ့နော်စိတ်တွေကဒီလိုကြော့ဝန်ချခြင်းအပြင်ကိုယ်စိတ်ထဲမှာတင်းကျပ်နေတာတွေဘာမှမရှိတော့ဘူးစဉ်းစားလိုက်ရင်ကိုလှုပ်တဲ့နာတွေငါလှုပ်ထားပြီးပြီဆိုရင်စိတ်ထဲမှာဘတ်စုံကဘယ်ဟာပဲတွေ့ကြည်နုမှုတွေရတယ်တန်တရားဖြစ်เสียကြောက်เสียစိတ်တင်းကျပ်เสียတွေမဖြစ်ဘူးအဲ့ဒီလိုစိတ်ရဲ့တင်းကျပ်မှုတွေကိုဖြေလျှော့နိုင်စေရန်အတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလုပ်ရမယ်တဲ့အဲ့ဒီတော့အာနာပါနဆိုတဲ့ဝင်လေထွက်လေနဲ့ပတ်သက်ပြီးတော့လူတိုင်းမှာ24နာရီနှာခေါင်းကအသက်ရှူနေတာဖြစ်တယ်ထွက်လေဝင်လေဟာရှားပါပစ္စည်းမဟုတ်ဘူးလူတိုင်းကိုယ်ပိုင်အနေနဲ့ရှိနေကြတယ်အဲ့ဒီကိုယ်ပိုင်ရှိနေတဲ့အာယုံကလေးမှာအခြေပြုပြီးတော့တမနာကျင့်စဉ်တစ်ခုကိုကျင့်ကြည့်လို့ရတယ်အဲ့ဒီအာနာပါနဆိုတဲ့ကျင့်စဉ်တစ်ခုဟာတမနာနီးအယပေါက်ရောက်ဖြစ်သွားလို့ရှိရင်ပထမဇန်ကိုလည်းပဲရနိုင်တယ်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်ကိုလည်းပဲရစေနိုင်တယ်ဆိုတာဇန်အလုံးကိုရနိုင်တယ်ပြောတာဂေါတမမြတ်စွာဘုရားလောင်းတော်ထားပြီးတော့တရားကျင့်တယ်6နှစ်ပတ်လုံးမကန်တဲ့လမ်းစဉ်လိုက်ပြီးတော့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ကျင့်ခဲ့တာအဲ့ဒီကျင့်နေတဲ့အကျင့်တွေကမနေလို့ဘာအကျိုးမှမဖြစ်ထွန်းဘူးနောက်ဆုံးမကန်တဲ့လမ်းကိုရွေးပြီးတော့ကျင့်တော့မှအောင်မြင်လာတယ်ဘာကမ္မဋ္ဌအာထုတ်တယ်လဲဆိုရင်အာနာပါနကမ္မဋ္ဌအာထုတ်တယ်ဖျားဖြစ်ဖို့ကျင့်တဲ့အကျင့်ဟာထွက်လေဝင်လေပဲယန္တာဖြစ်ဖို့အကျင့်ဟာလည်းထွက်လေဝင်လေပဲဇန်တရားတွေမတရားတွေရကျင်လည်းပဲထွက်လေဝင်လေပဲထွက်လေဝင်လေရဲ့တန်ဖိုးဟာဘယ်လောက်ကြီးတယ်လဲဆိုရင်လူတွေမှာအသက်ရှင်ဖို့အတွက်နေ့စဉ်ဒီလေးကိုရှူလိုက်ထုတ်လိုက်ရှူလိုက်ထုတ်လိုက်လုပ်နေကြရတာမဟုတ်ဘူးလားအဲ့ဒီလေကိုအသုံးမချဘူးဆိုရင်အရဟတကုန်မသွားပြီဘူးလားလောကလူတွေထဲမှာဘာလားဆိုတဲ့လူတွေရှိတယ်အသက်ရှူယုံတယ်ရှူတတ်တယ်အသက်ရှူတဲ့လေပေါ်မှာသုံးချပြီးတော့ဘာပညာမှမရသူကိုဘာလားလို့ခေါ်တယ်ဘာလားရဲ့အဓိပ္ပာယ်တစ်ခုဖွင့်ထားတာလူတွေမကဘူးအသက်ရှူတဲ့တရိစ္ဆာန်တွေမှန်သမျှဒီလိုပဲနှာခေါင်းကရှူလိုက်ထုတ်လိုက်ရှူလိုက်ထုတ်လိုက်နဲ့ဒီလေလေးကအသက်ရှင်ဖို့ပဲအသုံးကျတယ်ဘာအတွက်မှအသုံးမကျဘူးသူတော်ကောင်းတွေကတော့ကိုယ်တန်တာမှာ24နာရီစင်ဆက်မပြတ်ဖြစ်ပြီးတော့အသက်ရှင်နေဖို့အသုံးဝင်နေတဲ့ဒီလေလေးကိုကမ္မဋ္ဌအာယုံတစ်ခုအဖြစ်အသုံးချလိုက်မယ်ဆိုရင်ကိုယ်ပါရမီကလည်းပဲရှိမယ်ကြိုးလဲကြိုးစားမယ်စိတ်ဆန္ဒတွေကလည်းပဲလုံလောက်တဲ့ဆိုရင်ဒီပုဂ္ဂိုလ်ဟာဇန်တွေမတ်တွေရပြီးတော့နိဗ္ဗာန်ထိအောင်ရသွားနိုင်ပါတယ်ဂေါတမမြတ်စွာဘုရားလောင်းတော်ဟာဒီထွက်လေဝင်လေအပေါ်မှာအခြေပြုပြီးတော့ဇန်ရသွားတယ်ဒီဇန်တရားတွေကိုဝိပဿနာအာယုံအဖြစ်ပြောင်းလဲပြီးတော့ရှုမှတ်လိုက်တဲ့အခါဝိပဿနာကျင့်စဉ်တစ်ခုအောင်မြင်ပေါက်မြောက်သွားပြီးတော့မ၄ပါးအစဉ်ကူးပြီးတော့နောက်ဆုံးဘုရားဖြစ်ရောက်သွားတယ်ဒီကျင့်စဉ်ပဲဒီအာယုံနဲ့သွားတာဒါကြောင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တော့မယ်ဆိုရင်ဝင်လေထွက်လေကိုဘယ်ပေါ်အသုံးချရမလဲခန္ဓာကိုယ်ရဲ့ဣရိယာပုတ်တစ်ခုကိုရွေးရတယ်ဣရိယာပုတ်ရွေးမယ်ဆိုရင်ဘာရွေးမလဲလမ်းလျှောက်နေမယ်ဆိုလို့ရှိရင်လှုပ်ရှားနေသည့်အတွက်ကြောင့်စိတ်ကလမ်းကိုကြည့်ရတာတစ်မျိုးဝင်လေထွက်လေကိုရှုရတာတစ်မျိုးမို့ဒီလိုဆိုရင်စိတ်ကအလုံးများတယ်အလုံးတွေမပေါ်ဘူးလားမကြည့်ရင်လည်းခလုတ်တိုက်ဦးမယ်ဒီနီးကမသိတော့ဘူးလမ်းလျှောက်ပြီးရင်လည်းအာမထုံနဲ့လမ်းလျှောက်ပြီးလည်းအာမထုံနဲ့မတ်တရက်ပြီးအာထုံမယ်ဆိုရင်ခန္ဓာကိုယ်ကြီးလဲမသွားအောင်ထိန်းတရဦးမယ်အလုံးတစ်ခုပို့တယ်အိပ်ပြီးအာထုံမယ်ဆိုရင်လည်းလုံလဝိရိယကရော့ပြီးတော့မရခင်အိပ်ပျော်သွားမှာဒါကတော့ဇင်ခံလွန်အားကြီးတယ်ပေါ့
လေလောင်းနေတဲ့ဣရိယာပုတ်လည်းမကောင်းဘူးလမ်းလျှောက်နေတဲ့ဣရိယာပုတ်လည်းမကောင်းဘူးရက်နေရင်လည်းမကောင်းဘူးအကောင်းဆုံးကမမကလေးထိုင်နေတဲ့ဣရိယာပုတ်ကငြိမ်တတ်တယ်တဲ့ဒါကြောင့်အာနာပါနကမ္မဋ္ဌာန်းအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းကိုမြတ်စွာဘုရားကပလင်္ကအဘုဇိတဝါတင်မလင်ခွေထိုင်ပါဥဇုံကာယပဏိဒါယခအထက်ခန္ဓာကိုယ်ကိုဆန့်ဆန့်ထားတင်မလင်ခွေထိုင်လိုက်တဲ့အခါကျတော့လူကလှုပ်ရှားမှုနဲ့ပြီးတော့ငြိမ်သက်မှုပိုးလာတယ်အိနေတာလို့လည်းပဲဇင်ခံတွန်းနေတာမဟုတ်ဘူးလမ်းလျှောက်တာတို့မတ်တရက်တာတို့လိုလည်းပဲထိန်းเสียမလိုဘူးပေါ့ဒါကြောင့်မျိုးသားတွေဆိုရင်တင်ပလင်ငွေထိုင်အမျိုးသမီးတွေဆိုရင်ထပ်ဝယ်ပလင်ငွေထိုင်ပြီးတော့ခါတဲ့ဘိုင်းကိုဆန်းဆန်းလေးထားတဲ့ဘာကြောင့်ဆန်းဆန်းကလေးထားခိုင်းတယ်လဲဆိုရင်ကျောမှာအယိုးအစ်စ်ကလေးတွေ18ခုလောက်ရှိတယ်အဲ့ဒီအယိုးလေးတွေကိုမတ်ကလေးထားရမယ်ဒီလိုမထားမဲ့ခါလေးကုန်းထိုင်မယ်ဆိုရင်အယိုးအစ်စ်တွေတစ်ခုနဲ့တစ်ခုဖိနေသည့်အတွက်ကြောင့်ကြာလာတဲ့အခါခါကိုက်တဲ့ယောဂခါညောင်းတဲ့ယောဂခါအောင်တဲ့ယောဂတွေဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်ခန္ဓာကိုယ်ရောခေါင်းရောမတ်ကလေးထားလို့ပြောတာစာပေကတရားထိုင်နည်းတွေသိချသင်ပေးတယ်ပလင်္ကအဘုဇိတဝါတင်မလွင်ငွေထိုင်နည်းဥဇုံကာယပဏိဒါယခါဒပိုင်းကိုမတ်ကလေးထားပါတဲ့ပတိမုခတတေဥပထပိတဝါအာယုံဘက်ကိုစိတ်ကိုလွတ်လိုက်အာယုံကိုစိတ်ကိုဥတည်ထားဘယ်ကိုဥတည်ပြီးတော့တတိထားရမလဲဆိုရင်နှာခေါင်းကထွက်နေတဲ့လေကလေးထိတဲ့နေရာကိုတတိထားရတယ်နှုတ်ခမ်းတိုတဲ့လူကတော့နှာခေါင်းဖျားမှာထိတယ်နှုတ်ခမ်းရှိတဲ့သူကြတော့နှုတ်ခမ်းထိပ်ဖျားလေးမှာလေကလေးလာထိတယ်ဆိုလိုတာကဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ်နှာခေါင်းမှာအသက်ရှူသွင်းလိုက်တဲ့အခါလေထိတဲ့နေရာရှိုက်ထုတ်လိုက်တဲ့အခါလေထိတဲ့နေရာအဲ့ဒီထိတဲ့နေရာကလေးမှာစိတ်ကိုထားပါလို့ပြောတာဓမ္မနာကျင့်စဉ်အရအာနာပါနကျင့်တော့မယ်ဆိုရင်လေကိုမှန်မှန်လေးနဲ့ဖြည်းဖြည်းရှူတချို့ကြတော့တမာတိမရနိုင်လို့တမာတိရအောင်ဆိုပြီးတော့ပြင်းပြင်းထန်ထန်ရှူတဲ့နီလန်းလည်းရှိတယ်အဲ့ဒီနီးကစာလာပေးလာတော့မဟုတ်ဘူးကြိုက်တဲ့သူကလုံနေကြတာနော်ရှူရလှုပ်တဲ့နီးကကြားလို့ရှိရင်မောပြီးတော့သွားတတ်တယ်ခန္ဓာကိုယ်ကိုပင်ကိုရှူနေကြအနေအထားလေးနဲ့မှန်မှန်လေးရှူလိုက်ပါတဲ့စိတ်တွေဘာတွေဖြေလျှော့ထားလိုက်အာယုံလေးပေါ်မှာစိတ်ကလေးကိုလွတ်ထားပြီးတော့ငြိမ်နေအောင်စိတ်နဲ့ခန္ဓာကိုယ်မှာတင်းကျပ်နေတာမရှိစေဘဲနဲ့အာလုံးအကျော်တွေပြေလျှော့ထားပြီးတော့နာသီဝမှာလေကလေးထိတဲ့နေရာမှာစိတ်ကိုငြိမ်တော့ထားပါတဲ့လေကလေးကိုအာယုံပြုနေရင်ကနေစိတ်ငြိမ်လာတယ်ဝင်လေထွက်လေလေးရှုမှတ်နေတာကိုဘာနမိတ်ခေါ်တယ်လဲဆိုရင်ပရိကမ္မနမိတ်တဲ့ပရိကမ္မနမိတ်ဆိုတာဘာတော့ဆိုရင်ပြင်ဆင်ပေးနေတဲ့အာယုံနမိတ်လို့ပြောတာအဲ့ဒီအာယုံနမိတ်အတော်လေးကြာလာတဲ့အခါစိတ်ထဲမှာတော်ထင်ရှားကြီးဖြစ်လာတဲ့အခါကြလို့ရှိရင်စိတ်ကမတ်ယူနိုင်တဲ့အနေအထားရောက်ရဲ့ဥက္ကဟနမိတ်လို့ခေါ်တယ်နောက်ဆုံးကြတော့ဒီထွက်လေဝင်လေလေးဟာပုံတရံလေးပြောင်းလာတယ်ကိုယ်စိတ်ထဲမှာဖြစ်လာတယ်သူကပြောင်းတာမဟုတ်ဘူးကိုယ်စိတ်ကပြောင်းတာလေးလေးကိုရှုနေရင်ဒီထွက်လေဝင်လေလေးဟာဘာဖြစ်လာတယ်လဲဆိုရင်မိကိုတန်းကလေးထွက်လာသလိုမြင်လာတယ်တချို့ကြတော့လည်းပလဲလုံးကလေးတွေထွက်လာသလိုမြင်ရတယ်တချို့ကြတော့ဒီနာကောင်းကနာသီးပြားမှာဘောလုံးကလေးကလဲနေသလိုမြင်တာမျိုးလည်းရှိတယ်အမျိုးစုံပေါ့မိကိုတန်းကြီးလိုလည်းပဲမြင်လာတယ်အာယုံအလင်းတန်းကြီးတခုထွက်နေတယ်လို့လည်းပဲမြင်လာတယ်ဒါလူတယောက်နဲ့တယောက်အမှတ်တင်ညာချင်းမတူသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အာယုံနမိတ်ကတယောက်နဲ့တယောက်မတူဘူးပေါ့အဲ့ဒီနမိတ်ပေါ်ဒါရင်ပေါ်လာတဲ့နမိတ်ပေါ်မှာဆက်ပြီးတော့အလုပ်လုပ်ရမယ်တဲ့ဒါကိုနမိတ်ရတယ်ခေါ်တယ်အဲ့ဒီနမိတ်ပေါ်မှာရှုမှတ်ပွားများပြီးတမာတိဆွမ်းအားတွေမြင့်ပေးလိုက်တဲ့အခါမှာကိုယ့်ရဲ့တဏ္ဍာမှာនិဝရဏဆိုတဲ့တရားတွေငြိမ့်လာတယ်ဘာတွေငြိမ့်လဲဆိုရင်အာယုံခံစားခြင်းနဲ့စန္ဒတွေငြိမ့်လာတယ်ကာမိစန္ဒလို့ဆိုတဲ့ပျော်စရာရွှင်စရာတွေပေါ်မှာပျော်ရွှင်ခြင်းနဲ့လောဘနေလာတယ်အာယုံတစ်ခုပေါ်မှာမုန်းတီးတဲ့စန့်ကျင်တဲ့သဘောထားတွေပျောက်သွားတယ်စိတ်မငြိမ်မသက်ဖြစ်ပြီးတော့
စိတ်ထဲမှာပူပန်နေတာတွေပျောက်သွားတယ်အာယုန်နဲ့ဆက်ပြီးတော့စိတ်ဟာစွမ်းဆောင်နိုင်စွမ်းမရှိအောင်စွမ်းရည်တက်တိတွေကျသွားတာဒါတွေမရှိတော့ဘူးသူရှုမှတ်နေတဲ့အာယုန်ပေါ်မှာလည်းပဲဟုတ်ပါမလားဆိုတဲ့အတွေးလေးတွေတန်တရားတွေမရှိတော့ဘူးအဲ့ဒါမရှိတာကိုနိဝရဏတရား၅ပါးကင်းသွားတယ်လို့ပြောတာဘယ်သူကကင်းအောင်လုပ်တာလဲဆိုရင်တမာတိစွမ်းအားကဖယ်ရှားပြစ်လိုက်တာစိတ်ချင်းဖယ်ရှားနေတာစိတ်ထဲမှာခုနကပြောတဲ့အငြိအကျေးတွေမလာတော့ဘူးနိဝရဏတရား၅ပါးလုံးဝပျောက်ကင်းသွားတယ်ခုနကနမိတ်အလင်းတန်းသို့မဟုတ်မိကိုတန်းလေးနှစ်ခုပေါ်တယ်နောက်ဘာတွေဆက်ပြည့်နေလဲဆိုရင်ဒီအာယုန်နမိတ်ပေါ်မှာစိတ်ကူးနေတာတွေပေါ်လာတယ်စိတ်ကူးတယ်ဆိုတာအာယုန်ကစိတ်ကအာယုန်ပေါ်ကူးနေတာကိုခေါ်တာဆိုလိုတာကစိတ်နဲ့အာယုန်မပြတ်ထိနေတာပေါင်ကိုပေးနေတဲ့သဘောကိုစိတ်ကူးတယ်လို့ခေါ်တယ်အဲ့ဒါကိုစာပေလို့ပြောရင်ဝိတတ်လို့ခေါ်တယ်မိမိရဲ့စိတ်ကလေးကိုအာယုံပေါ်တွန်းပို့နေတာအဲ့ဒီသဘောလေးဟာထင်ထင်ရှားရှားပေါ်လာတယ်သူ့ရဲ့စွမ်းဆောင်ချက်တွေကကောင်းလာတယ်ပေါ်လာတဲ့နာမည်ကလေးအပေါ်မှာကိုယ့်ရဲ့စိတ်ကစင်စက်မပြတ်စိတ်ကူးနေတဲ့ဒီဝိတတ်သဘောတွေပေါ်လာတယ်နောက်တစ်ခုကအဲ့ဒီအာယုံနဲ့စိတ်ကလေးကိုချီနှောင်ထားတယ်လို့အာယုံပေါ်မှာစိတ်ကလေးကရေဝဲပြီးနေတဲ့ဝိဇာရဆိုတဲ့သဘောပေါ်လာတယ်ကြံစီတယ်လို့မြန်မာလိုပြောကြတယ်ကြံစီတယ်ဆိုတာဒီအာယုံအနည်းကလေးမှာရေဝဲနေတယ်စိတ်ကလေးကအာယုံနဲ့ကွာမသွားဘူးအမြဲတမ်းတွဲနေတာဖြစ်တယ်ဒါဝိဇာရရဲ့စွမ်းရည်တတိနောက်ဘာဖြစ်လာတယ်လဲဆိုရင်အဲ့ဒီအာယုံကလေးပေါ်မှာခုနကမိဂိုတန်းအလင်းတန်းကလေးပေါ်မှာစိတ်ကလေးကနှစ်ချိုက်နေတယ်ပေါ့ဒါကိုပီတိလို့ခေါ်တယ်ကျင့်တတ်နေတယ်နှစ်ချိုက်နေတဲ့အခါဘာတွေဖြစ်လာတယ်လဲဆိုရင်ကိုရောစိတ်ရောပေါ့ပါဖြစ်နေတယ်ခန္ဓာကိုယ်မှာညောင်းတာညာတာကြိုက်တာခဲတာတွေမရှိဘူးပျောက်သွားတယ်စိတ်ထဲမှာလည်းပူပန်တာတခုမှမရှိဘူးစိတ်ကလေးချမ်းမြေ့လာတယ်ဒါကိုဒုက္ခလို့ခေါ်တယ်အဲ့ဒီလိုဖြစ်နေအောင်ဘယ်သူကစွမ်းဆောင်ပေးတယ်လဲဆိုရင်နောက်ပိုင်းကတမာတိဆိုတဲ့စွမ်းအားကအာယုံပေါ်စိတ်တွေစုတွားအောင်ထိန်းထားတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့စိတ်ကူးနေတာကဝိတ္တကြံစီနေတာကဝိစာရနှစ်ကြိုက်နေတာကပီတိကိုရောစိတ်ရောငြိမ်းချမ်းသွားတာကဒုက္ခတဲ့ငြိမ်တည်ငြိမ်နေတာကဧကဂတလို့ဆိုပြီးတော့အဲ့ဒီတရားတွေကိုဇံအင်္ဂါ၅ပါးလို့ခေါ်တယ်ဒီအင်္ဂါ၅ပါးဒီတညီတဲ့စွန့်ရည်တက်တည်ပြည့်ပြည့်နဲ့ဒီအာယုံလေးပေါ်မှာအလုတ်လုံနေပြီဆိုရင်ဒါပထမဇံရတယ်လို့ခေါ်တယ်အာယုံတစ်ခုပေါ်စူးစိုက်ပြီးတော့ရှိနေတယ်ပထမဇံရတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လာသတုံးဆိုရင်ဝိဝိဇေဝကာမေဟိကာမအာယုန်တွေမှကင်းကွာလွတ်လပ်သွားတယ်မျက်စိကကြည့်ပြီးတော့ပြောစရာအာယုန်နားကနားထောင်ပြီးတော့ပြောစရာအာယုန်နှာခေါင်းကအနံ့ရလို့ပြောစရာအာယုန်ရှားကရက်ပြီးတော့ပြောစရာအာယုန်ခန္ဓာကိုယ်ကထိတွေ့ပြီးပြောစရာအာယုန်ဆိုတဲ့ဒီကာမဂုဏ်အာယုန်တွေကလွတ်မြောက်တယ်ဒီပေါ်မှာလုံးဝစိတ်မရောက်တော့ဘူးစိတ်မျက်စိကကြည့်ပြီးတော့နားကကြားပြီးပျော်တဲ့အပျော်မျိုးမရှိတော့ဘူးအဲ့ဒီကာမအာယုန်တွေကလုံးဝကင်းစိတ်သွားတယ်ဒီကာမဆိုတဲ့ပြောစရာအာယုန်တွေပေါ်မှာပျော်ခြင်းနေတဲ့လောဘကင်းစိတ်သွားမှဇံဆိုတာရနိုင်တယ်ဒါမကင်းသေးရင်မရသေးဘူးတဲ့ဥပမာဘာနဲ့တူတယ်လဲဆိုရင်ဟိုဘက်ကန်းရောက်ချင်နေတဲ့သူဟာဒီဘက်ကန်းကိုစွန့်ရမယ်ဒီဘက်ကန်းကိုမစွန့်ခွာဘဲနဲ့ဟိုဘက်ကန်းရောက်တယ်ဆိုတာမရှိဘူးဒါကြောင့်မို့စာမှာဝိဝိဇေဝကာမေဟိကာမတွေကိုလုံးဝစွန့်လွတ်ပြီးသားဖြစ်ရမယ်ဝိဝိဇေဝအကုသလေဟိဓမ္မေဟိကြံတဲ့အကုသိုလ်တရားတွေလည်းမဖြစ်တော့ဘူးအဲ့ဒီအချိန်မှာငြိမ်သွားပြီလို့ဆိုလိုတာဘာတွေမဖြစ်သလဲဆိုရင်ဒေါသတွေမဖြစ်ဘူးမာနတွေမဖြစ်ဘူးအိတ်ဓာတွေမဖြစ်ဘူးမစ္စရိယတွေမဖြစ်ဘူးစိတ်ရဲ့အငြိအကျေးတွေဘာတစ်ခုမှမဖြစ်တော့အဲ့ဒီလိုမဖြစ်တော့ပဲဘာတွေဖြစ်နေတယ်လဲဆိုရင်ဝိဝေကဇံကာမဂုဏ်အာယုန်တွေကလွတ်သွားပြီးတော့ဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခနှစ်ကြိုက်နေတာနဲ့ချမ်းမြေ့နေတာဆိုတဲ့ဒီတဘာဝလေးနှစ်ခုလက်တွေ့ခံစားရတယ်တဲ့ဒါကိုဝိဝေကဇပိဋိဒုက္ခလို့ခေါ်တယ်ကာမဂုဏ်အာယုန်တွေကကင်းကွာလွတ်လပ်သွားပြီးတော့ချမ်းမြေ့ကြည်နူးနေတဲ့ကြည်နူးမှုပဲလောကလူတွေရဲ့ကြည်နူးမှုကဘာနဲ့ကြည်နူးတာလဲဆိုရင်
ကိုမြင်ခြင်းနဲ့အာယုံကလေးကိုကြည့်ပြီးတော့ကြည်နူးနေတာနားကကိုကြိုက်တဲ့တခြင်းနားတောင်ပြီးတော့ကြည်နူးကြတယ်နှာခေါင်းကကိုကြိုက်တဲ့အမွေးနှံ့သားလေးရှူပြီးတော့ကြည်နူးကြတယ်ရှာကကိုကြိုက်တဲ့အစာလေးစားပြီးတော့ကြည်နူးကြတယ်ခန္ဓာကိုယ်ကလည်းပဲကိုထိတွေ့ကျင်တာလေးထိတွေ့ပြီးတော့ကြည်နူးကြတယ်ဒါကကာမကြည်နူးမှုလို့ခေါ်တယ်အဲ့ဒီကြည်နူးမှုနဲ့မတူတဲ့ကာမအာယုန်တွေကိုကြော်လွှားသွားပြီးတော့ဓာတုကိုဆွန့်လွတ်ပြီးတဲ့နောက်ခုနကပြောတဲ့အလင်းတန်းလေးသို့မဟုတ်မိဂိုတန်းလေးလို့ဆိုတဲ့နမိတ်အာယုန်လေးနဲ့ကြည်နူးနေတဲ့ကြည်နူးမှုမျိုးတဲ့ဒါကပရမဇန်အဆင့်ကိုဒီလိုမျိုးရသွားတယ်တချို့ကဇံရတာနဲ့ဇံပြန်တယ်လို့ထင်ကြတယ်ဇံပြန်တယ်ဆိုတာဇံကပြန်တာမဟုတ်ဘူးဇံဆိုတာအဓိပ္ပာယ်နှမျိုးရတယ်လောင်ကျွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ကတခုအာယုံပေါ်မှာစူးစိုက်ပြီးတော့ကပ်ပြီးတော့ရှုနေတယ်ဆိုတာကတခုအဓိပ္ပာယ်နှမျိုးရတယ်ပထမဇံရလာပြီဆိုတာနဲ့တပြိုင်နက်စိတ်ရဲ့အငြိအကျေးဖြစ်တဲ့និဝရဏတရားတွေကိုလောင်ပစ်လိုက်တာမရှိတော့ဘူးမိကတစုံတစ်ခုကိုလောင်ပစ်လိုက်တယ်လို့ပေါ့ဥပမာအပြင်စက္ကူကိုမီးရှို့လိုက်ရင်စက္ကူကိုလောင်ပစ်လိုက်တာမျိုးကိုပြောတာဒီသဘာဝတရားတွေကကာမတဏှာတွေကိုလောင်ပစ်လိုက်တယ်ဆိုတာဖြည့်ဆည်းပစ်လိုက်တာဒါကိုပြောတာနောက်တစ်ခုကနမိတ်အာယုံလေးပေါ်မှာစိတ်ကလေးကစူးစိုက်ပြီးတော့ကြည်နေတာရှုနေတာကိုဇံလို့ခေါ်တာတဲ့အဲ့ဒီဇံဆိုတာဘာနဲ့ဖွဲ့စည်းထားတယ်လဲဆိုရင်ခုနကပြောတဲ့အာယုံပေါ်မှာစိတ်ကူးနေတာရဲ့ကြံစီနေတာရဲ့နှစ်ချိုက်နေတာရဲ့ချမ်းမြေ့နေတာရဲ့တည်ငြိမ်နေတာရဲ့ဆိုတဲ့စိတ်ရဲ့စွမ်းအား၅မျိုးနဲ့ဖွဲ့စည်းထားတာကိုဇံလို့ခေါ်တယ်။အဲ့ဒီနောက်ဒုတိယဇံကြတော့ဘာကိုကြော်လွှားလိုက်တယ်လဲဆိုရင်ဝိတ္တဆိုတာကိုကြော်လွှားလိုက်တယ်စိတ်ကူးနေစရာမလိုတော့ဘူး။တမာတိစွမ်းကိုမြင့်လိုက်တာနဲ့တပြိုင်နက်စိတ်ကူးနေတာကြံစီနေတာမမတော်ပဲနဲ့နှစ်ချိုက်နေတာချမ်းမြေ့နေတာတည်ငြိမ်နေတာဒီ၃မျိုးတည်းနဲ့နေတာကိုဒုတိယဇံလို့ခေါ်တယ်။တခါဒီအဲ့ဒီတဲကနှစ်ချိုက်နေသည့်သဘောတည်စိတ်လှုပ်ရှားမှုသဘောဖြစ်သည့်အတွက်ကြောင့်အပြစ်မြင်လာလို့နှစ်ချိုက်မှုကိုပယ်ရှားလိုက်တဲ့အခါကိုရောစိတ်ပါချမ်းမြေ့နေတာရဲ့တည်ငြိမ်နေတာရဲ့ဒီနှစ်ခုတည်းနဲ့ရှုနေတယ်အဲ့ဒါကိုတတိယဇံလို့ခေါ်တယ်အဲ့ဒီကနေတခါစိတ်ရောကိုရောတိမ်တိမ်နဲ့ချမ်းမြေ့နေတဲ့သဘာဝကိုမလိုချင်ဘူးစိတ်လှုပ်ရှားမှုခံစားမှုတွေဘာမှမလိုချင်ဘူးဆိုပြီးတော့ဒုက္ခကိုဖယ်ရှားလိုက်တဲ့အခါဘာမှလှုပ်ရှားမှုမရှိပဲတည်ငြိမ်နေတဲ့ဥပေက္ခနဲ့တမာတိစွမ်းအားဒီနှစ်ခုတည်းနဲ့ရှုနေတာကိုစရုဋ္ဌဇံလို့ခေါ်တယ်။အဲ့ဒီစရုဋ္ဌဇံရောက်သွားရင်လူရဲ့စိတ်စွမ်းအားဒီအဆင့်အမြင့်ကိုရောက်သွားပြီ။အဲ့ဒီအမြင့်ရောက်ရင်သူဘာတွေစွမ်းဆောင်နိုင်တယ်ဆိုရင်အဘိညာဉ်တကူတွေဇံပြန်တာတွေစွမ်းဆောင်နိုင်တယ်။ဒီအဆင့်ရောက်မှဒါတွေလုံနိုင်ဒါတွေလုံလို့ရတယ်။ဒီလိုအစဉ်မျိုးဆိုတာလည်းပဲလွယ်လွယ်ကူးနဲ့ရောက်တာမဟုတ်ဘူးစွန့်ရည်တတ္တိတွေမြင့်အောင်အကြိမ်ကြိမ်ထပ်ထပ်လုပ်ဖို့လိုတယ်တဲ့အဲ့လိုကြိုးစားလိုက်ရင်ဟောဒီဇံရထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအဘိညာဉ်တိပေါက်မြောက်သွားရင်မြေရှိုးဓာတ်တို့မိုးပြန်ဓာတ်တို့ဓကုအမျိုးမျိုးဖန်ဆင်းဓာတ်တို့လုံနိုင်သွားတယ်စွန့်နိုင်သွားတယ်သို့တော့အဲ့ဒီလိုဖန်ဆင်းတဲ့အခါမှာတဘာဝကိုစမ်းကျင်ပြီးတော့ဖန်ဆင်းလို့မရဘူးတဘာဝအတိုင်းဖန်ဆင်းရတယ်ဆိုရပါစို့ရေပေါ်လမ်းလျှောက်ပြခြင်းရင်ရေကိုမာကျော်သွားအောင်ဖန်ဆင်းရတယ်ပြီးတော့မှလမ်းလျှောက်လို့ရတယ်နှုတ်မဟုတ်ဘူးဆိုရင်ရေပေါ်ဒီအတိုင်းလမ်းလျှောက်ရင်မြုပ်သွားမှာပေါ့ဒါတဘာဝပဲမြေရှိုးခြင်းနဲ့ဆိုရင်သူရှိုးမဲ့နေရာကိုဟာလာဟင်းလင်းဖြစ်တော့တွင်းကြီးလိုဖြစ်တော့စိတ်နဲ့ဖန်ဆင်းရမယ်ပြီးမှဒီလာပြင်နဲ့ဝင်သွားတာမျိုးဖြစ်ရမယ်ကောင်းကင်ကိုလမ်းလျှောက်သွားခြင်းနဲ့ဆိုရင်လည်းသွားခြင်းတဲ့နေရာလမ်းကြောင်းကိုဖန်ဆင်းရပြီးမှအဲ့ဒီလမ်းပေါ်မှာရှောက်ရမယ်တဘာဝကိုစမ်းကျင်ပြီးတော့လုပ်လို့မရဘူးဒါကြောင့်မို့ဓမ္မရကျင့်စဉ်တစ်ခုဟာပေါက်ပေါက်ရောက်ရောက်အောင်မြင်သွားပြီဆိုရင်အခုလိုအဆင့်တွေတက်လာတယ်ဟောဒီဓမ္မရကျင့်စဉ်နဲ့စိတ်ကိုငြိမ်နေအောင်လုပ်ထားပြီးတော့တနေ့ကုန်နေလို့ရတယ်တဲ့2ရက်နေလို့ရတယ်3ရက်နေလို့ရတယ်ဒီစိတ်ဆွမ်းအားတွေနဲ့ရုပ်ကိုဖြည့်တင်းထားသည့်အတွက်ကြောင့်ရုပ်မှာနာတာကျင်တာမရှိဘူးကြိုက်တာခဲတာဆိုတာမရှိဘူးရုပ်ခန္ဓာကိုယ်ကြီးကပေါ့ပြီးတော့အကုန်လုံးငြိမ်းချမ်းနေတယ်ဒါကြောင့်ဘုရားယန္တာတွေကဇံဝင်စားတယ်ဆိုတာဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းသာဖို့နေဖို့အတွက်ဇံဝင်စားကြတာဖြစ်တယ်
အဲ့ဒါမျိုးကိုမှအစစ်အမှန်တမရကျင့်စဉ်လို့ခေါ်တယ်အဲ့ဒီတမရကျင့်စဉ်မျိုးကိုအပြစ်မပြောရဘူးဖရာသာသနာနဲ့ကျုံနေစဉ်မှာတမရကိုမကျင့်ရဘူးလို့မပြောရဘူးဖရာကိုယ်တိုင်လည်းကျင့်တယ်ရဟန္တာတွေလည်းပဲကျင့်တယ်အကျဉ်းချင်းပဲဇံဝင်စားကြတယ်တမရကျင့်စဉ်ဆိုတာကျင့်ရတယ်အဲ့ဒီတမရကျင့်စဉ်ရဲ့လမ်းဆုံးကဘာလဲဆိုရင်သူ့ရဲ့လမ်းဆုံးကတော့အဘိညာဉ်ပဲဒီဘဝမှာခံစားရတဲ့လမ်းဆုံးကအဘိညာဉ်ပဲနောက်ဘဝကျတော့ဘယ်ရောက်တယ်လဲဆိုရင်ဇံမလျှောဘူးဆိုရင်ဗြဟ္မပြည်ရောက်တယ်ပရမဇံရရင်ပရမဇံဗြဟ္မဘုံရောက်မယ်ဒုတိယဇံရရင်ဒုတိယဇံဗြဟ္မဘုံရောက်မယ်တတိယဇံရရင်သရုဒ္ဓဇံရရင်တတိယဇံသရုဒ္ဓဇံရရင်သရုဒ္ဓဇံဗြဟ္မဘုံဗြဟ္မဇံဘုံရောက်မယ်သူ့အစဉ်စဉ်အတိုင်းသွားမယ်အဲ့ဒါကသူ့ရဲ့အဆင့်အမြင့်ဆုံးလမ်းစဉ်ပဲ